လက်စပြရှိတ်မှမို့လို့ရှိခိုးကြပါရစေ
ကျေးဇူးရှင်ဖေဖေနဲ့မေမေကျေးဇူးရှင်ဖေဖေနဲ့မေမေကျေးဇူးရှင်ဖေဖေနဲ့မေ ရန်ကောင်းတယ်နော်ကျေးဇူးများတင်ပါတယ်အားလုံးကျမ်းပါသက်ရှိပါစေ